သက်များအားလုံးဒီကကောင်းတဲ့ပြည်သူကြပါစေလို့ဥစ္စာပရမနှုတ်ဆက်တာလိုက်ပါဒီမှာဥစ္စာကျွန်တော်တို့ကလေးကံအနေနဲ့ဘောလုံးပြိုင်ပွဲအားသာပြိုင်ပွဲတွေကျင်းပနိုင်ခြင်းမရှိတာနေ့အတိုင်းအတာတစ်ခုကြာသွားပြီဖြစ်တဲ့အတွက်အားသာပြိုင်ပွဲတွေကျွန်တော်ဒီကိုရောက်ရှိတာဝန်ထမ်းဆောင်တဲ့အချိန်မှာအားသာပြိုင်ပွဲတွေကျင်းပဖို့အတွက်ဆောင်ရွက်ခဲ့ပါမနေ့ကတော့ကျွန်တော်ဆက်ရှိနေအောင်အခြေခံပညာကျောင်းပေါင်းစုဘောလုံးပြိုင်ပွဲကြီးကိုအောင်မြင်မြင်နဲ့ကျင်းပနိုင်ခဲ့တာဘောလုံးသင်းပေါင်း32သင်းဝင်ရောက်ရှင်ပြိုင်ကြတာအဲဒီဆက်ရှိနေအောင်ဘောလုံးပြိုင်ပွဲကျွန်တော်တို့လေးမြေမှာကျင်းပပြီးတော့အဲဒီကလည်းဒီတိုင်းစင်မှာဘာရောက်ရှင်ပြိုင်စေခဲ့တာဖြစ်ဘာရောက်ရှင်ပြိုင်တဲ့အခါမှာလည်းဒီဘောလုံးသင်းတွေနဲ့တိုင်းအဆင့်မှာဒုတိယအဆင့်ဒုတိယစုရရှိတာဖြစ်တဲ့အတွက်အဲဒီတန်တန်ဘူမီပွဲလေးကျင်းပဆောင်ရွက်ပြီးဖြစ်ပါတယ်။အဲဒါမို့ဒီနေ့မှလည်းရက်ွက်ပေါင်းလို့ဘောလုံးပြိုင်ပွဲလေးအလုပ်ပြတာကြာဖြစ်တဲ့အတွက်ရက်ွက်ပေါင်းလို့ဘောလုံးပြိုင်ပွဲလေးကျင်းပပြီးလို့အတွက်ကလေးတိုင်းဘောလုံးကောင်ဘောလုံးနဲ့ပူစေကွန်ဒီကဥပဒေနဲ့အဖွဲ့ဝင်များနဲ့သက်ရပြည်အားလုံးနဲ့အခါနဲ့ရက်ွက်ဒီလိုအကျိုးဘောလေးကိုဆက်ပြီးတော့ဒီပွဲလေးတစ်ပြည့်အောင်ဆောင်ရွက်ကြမယ်ဆိုပြီးတော့ဒီပွဲကျင်းပလို့ကျင်းပတဲ့အခါမှာလည်းရက်ွက်ကြီးရွာများကနေဘောလုံးသင်းတွေအင်းတိုင်းအားတိုင်းဝေရောက်ရှင်ပြိုင်ကြတာတွေ့ရှိရလို့အလုံးမဲအသာပီတိဖြစ်ရပါအသင်းပေါင်း22သင်းပါဝင်ရှင်ပြိုင်တာဖြစ်ပါတယ်ဒီကလေးမျိုးဟာအားကစားနဲ့ပတ်သက်ပြီးတော့အစင်လာကောင်းတဲ့မြုပ်ဖြစ်တဲ့အတွက်ကလေးတွေမှာရှိတဲ့ကလေးမျိုးတွေမှာရှိတဲ့လူငယ်တွေဒီအားကစားကိုစိတ်ပါဝင်စားစွာနဲ့ဆောင်ရွက်နိုင်ကြဖို့အတွက်ရည်ရွယ်ပြီးတော့အားကစားပြိုင်ပွဲတွေအစဉ်သက်မပြတ်ဆောင်ရွက်ဖို့လည်းရည်ရွယ်ထားပါတယ်အခုမိုးရွာဒီမှာဆိုရင်ဟာလားဘောလုံးပြိုင်ပွဲလူလူအားကစားပြိုင်ပွဲဖြစ်ရက်ွက်ပေါင်းစုံရက်ွက်နဲ့ကြီးရွာဘောလုံးပြိုင်ပွဲနောက်တစ်ခါချက်တောင်ပြိုင်ပွဲပဲကျော်ကြီးပြိုင်ပွဲဒါတွေကိုလည်းကျင်းပသွားမှာဖြစ်ပါတယ်ပညာရေးအနေနဲ့လည်းဘောလုံးပြိုင်ပွဲအပိုက်ကျော်ကြီးပြိုင်ပွဲစသဖြင့်ပညာရေးဌာနအနေနဲ့လည်းပြိုင်ပွဲတွေကျင်းပသွားမှာဖြစ်ပါတယ်ဒါကနိုင်ငံတော်ရဲ့မူဝါဒအရာအားကစားမြင့်တင်ခြင်းဟာနိုင်ငံရဲ့ဘုံမြင့်တင်တည်ဆောက်ခြင်းဖြစ်တယ်အားကစားအောင်နိုင်ခြင်းဟာနိုင်ငံရဲ့လူမျိုးရဲ့ဘုံတိက္ခာကိုတိုးတက်မြင့်မားစေရဆိုတဲ့ခံယူခြင်းနဲ့တို့အားကစားကိုလူသားရေးတောင်းတရအဖြစ်ထူးလေးစားဆောင်ရွက်နေပြီးတော့ဥပဒေချက်တွေမှာလည်းလူသားလုံးကြံ့ကြံ့နိုင်ရင်းနဲ့ဒီလိုအားလုံးကျုံးဝင်ပြီးကျမ်းမာရေးကဏ္ဍနဲ့အားကစားကဏ္ဍမြင့်တင်ရေးဆိုတဲ့ဥပဒေချက်ကိုချမှတ်ဆောင်ရွက်နေတာအားလုံးသိနေဖြစ်ပါ